Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုပိုင်မှာအားလုံးမင်္ဂလာရှိတဲ့ကျွန်တော်28ရက်နေ့ညနေဖြစ်ကြပါသေးလို့ဥစ္စာပထမစတောင်းကတော့ပြပါတယ်ဆိုတော့ကျွန်တော်တို့ဒါဒီညနေမှာဒီကျွန်တော်မနက်အတိုင်းပြောင်းလဲခြင်းလုံးဝမရှိဖြစ်ပါတယ်ဆိုတော့သတင်းကောင်းလေးတစ်ခုတော့ရှိရတာဘာလဲဆိုတော့ကျွန်တော်တို့ထတ်တုံမွေထုတ်ထားပါတယ်ဆိုတော့ထတ်တုံမွေ9ခွက်ထတ်ထုတ်ထားပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီအပတ်မှာမွေးကနန်းဒီကျွန်တော်တို့တနင်္လာနေ့မနက်မှာတွေက133တက်မှာတွေကမွေးကနန်းတန်းထွက်သွားတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်အတွက်ကျန်တဲ့9ချိန်ဒီညနေ28ရက်နေ့ညနေကစလို့30ရက်နေ့ညနေအတွင်း9ချိန်အတွင်းထဲမှာမွေးကနန်း9ခွက်ထုတ်ထားပါတယ်ဆိုတော့အဲ့ဒါဒီကျွန်တော်တို့ပေါက်ပြီးစေနာကြီးတော့မဟုတ်ဘူးเนาะပေါက်ပြီး1000ကျပ်ဖြင့်စိတ်ဆန္ဒရှိလို့ရှိရင်ကျွန်တော်ရဲ့ Viber number 908836948เนาะဟောဒီ Ori25 ပါဒီအောက်ကနံပါတ်908836948မှာတွားရောက်ပြီးတော့မှယူနိုင်ပါတယ်ဆိုတော့နေ့တိုင်းကတော့ကျွန်တော်တို့မနက်တိုင်းပြောင်းလဲခြင်းလုံးဝမရှိပါပြီးရင်နောက်ထပ်တစ်ခုရှိရသည်ကျွန်တော်646နဲ့646မှာဆိုလို့ရှိရင်ကျွန်တော်64နဲ့395ခုနဲ့ရှိတ်တာတွေပေါ့နော်အဲ့ဒါတွေပို့ပြီးတော့သတိထားပါဒီညနေမှာကျွန်တော်မနက်ကပြလာတဲ့ website တွေမှာလည်း641ချိန်နေများတယ်ဆိုရင်เนาะကျွန်တော်အားလုံးကျွန်တော် offer ကစားလို့နေ့တိုင်းဒီအားလုံးမနက်တိုင်းပြောင်းလဲခြင်းလုံးဝမရှိဖြစ်ပါတယ်ဆိုတော့ဦးဝဲထပ်တိုးဦးဝဲဆန္ဒရှိလို့ရှင်လိုက်ပြီးတော့မှယူနိုင်ပါတယ်တခုလေးမြတ်တာရခံလို့တော့ရှေ့ဘက်တွေမှာပေါက်ပြေးထားတဲ့သူတွေရဲ့ပြီးတော့လို့ရှင်ကျွန်တော်တို့ယခုဘက်မှာရှေ့ဒီ3တက်မှာထွက်ထားတဲ့မွေးတော့မလွှဲရသေးတဲ့သူတွေကတော့ထပ်ပြီးတော့မပို့ပါဘူးဆိုတော့အဲ့ဒီအတွက်လွှဲပြီးမှသာလာယူဖို့အတွက်မြတ်တာရခံပါတယ်ဆိုတော့အားလုံးပဲဘိုင်ဘိုင်ရှေ့မွေးတော့စေနာကြည့်ပဲเนาะဒါကတော့ပေါက်ပြီး1000ချက်တတ်မှတ်ထားပါတယ်9ချိန်ဘိုင်ဘိုင်